နှမျောစရာကောင်းလောက်အောင်ပဲ32သင်းရှုံးထွက်အဆင့်မှာစောစောစီးစီးလာတွေ့နေတဲ့ဘရာဇီးအသင်းနဲ့ဂျပန်အသင်းတို့ရဲ့ဒါပွဲကြိုအကြောင်းအရာသုံးသက်ချက်လေးကိုဆွေးနွေးသွားခြင်းပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Yemen Football Platform YouTube Channel နဲ့ Facebook Page လေးကနေကြိုဆိုလိုက်ပါတယ်ဥဆိုလို့ရှိရင်တော့ညီကိုတို့သိတဲ့အတိုင်းပဲဒါကဘာဖလားပြိုင်ပွဲရလဲလုံးဝအရှိန်ဟုန်မြင့်နဲ့ဒါသွားနေတဲ့အနေအထားမှာအခုဆိုလို့ရှိရင်ဒါအုပ်စုပွဲစဉ်တွေပြီးဆုံးသွားပြီးတော့32သင်းအဆင့်ရှုံးထွက်အဆင့်ကိုရောက်ရှိလာပြီပေါ့လေအဲ့လိုအနေထားမှာဒါစောစောစီးစီးဖြစ်တဲ့အာရှရဲ့အင်အားကြီးအသင်းဖြစ်တဲ့ဂျပန်အသင်းနဲ့ဒါချန်ပီယံဖြစ်ဖို့ရည်ပန်းစားနေတဲ့အသင်းတွေထဲမှာပါဝင်တဲ့ဘရာဇီးအသင်းတို့ထိပ်တိုင်းတွေးဆုံနေတာပဲဖြစ်ပါတယ်ဒါညီကိုတို့အနေနဲ့ရောဘယ်အသင်းတက်သွားနိုင်မယ်လို့ထင်ကြပါတယ်လဲဒါဒီနေ့မနက်မှာကစားသွားခဲ့တဲ့ဒါတောင်အာဖရိကအသင်းနဲ့ကနေဒါအင်ရှင်ကနေဒါအသင်းတို့ရဲ့ပွဲစဉ်မှာတော့အင်ရှင်ကနေဒါက1-0ဆိုတဲ့ရလဒ်နဲ့တောင်အာဖရိကအသင်းကိုအနိုင်ယူပြီးတော့ဒါ16သင်းအဆင့်ကိုတိုက်လျှောက်သွားခဲ့ပြီပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီတော့ဒီဘရာဇီးနဲ့ဂျပန်တွေ့တဲ့ပွဲမှာပေါ့လေဒါကတော့တော်တော်လေးတော့ဒီစောစီတွေ့သွားတဲ့အတွက်ဘာဖြစ်ဖြစ်သင်းကတော့ကြံခဲ့ရတော့မှာပေါ့အဲ့လိုသင်းကြံခဲ့ရတော့မယ်အနေထားမှာပြည်သက်တွေတော်တော်ဒီအသင်းကောင်းသင်းအားစောစောစီးစီးရော့နေသွားတဲ့အတွက်ဒါနှမျောစရာလို့ကျွန်တော်ပြောချင်တာဖြစ်တယ်ဂျပန်အသင်းကလည်းဒါအောင်ကောင်းနေတဲ့အနေထားဖြစ်ပြီးတော့ဘရာဇီးအသင်းဆိုလို့ရှိရင်လည်းဒါနေမာဂျူနီယာရဲ့နောက်ဆုံးကမ္ဘာဖလားနှစ်ဖြစ်တဲ့အတွက်သူ့ကိုလည်းဒါအဆင့်တွေအများကြီးရောက်စေခြင်းနဲ့အဲ့လိုပဲဒီအာရှအသင်းဖြစ်တဲ့ဒီဂျပန်အသင်းကိုလည်းအဆင့်တွေအများကြီးရောက်သွားစေခြင်းနဲ့အဲ့လိုအနေထားမှာသူတို့က32သင်းအဆင့်မှာတည်းစောစီးလာတွေ့နေကြတယ်ဆိုတော့ဒါသင်းကတော့တေချာပေါက်ကြံခဲ့မှာဖြစ်တယ်ဒါကြောင့်ညီကိုတွေအနေနဲ့ရောဘယ်အသင်းကိုအားပေးပြီးတော့ဘယ်အသင်းကိုတက်ရောက်စေခြင်းကြလဲပေါ့လေဒါကတော့ဘရာဇီးပြည်သက်တို့ဂျပန်ပြည်သက်တို့ကတော့တီးခြားရှိတယ်ဆိုပေမဲ့ကျွန်တော်တို့လိုဘောလုံးပြည်သက်ညီကိုတွေကတော့ဒီအသင်းတက်ရောက်သွားပြီးအသင်းကြံခဲ့မယ်ဆိုတဲ့အနေထားတော့ဒါနှမျောစရာလို့ဒါထင်ရလောက်တဲ့အထိဒီနှစ်သင်းတွေ့တာတော်တော်လေးစောတယ်ပေါ့လေဒါနောက်ပိုင်းပွဲစဉ်တွေမှာဆိုလဲအဲ့လိုတွေပဲအသင်းကောင်းတွေအသင်းကြီးတွေချင်းတွေ့မယ်စောစီတွေ့မယ်စောစီပြုတ်ကြမယ်အနေထားတွေလည်းရှိသေးတယ်ပေါ့ဒါဟုလောလောဆယ်မနက်မှာကန်မဲ့ဘရာဇီးနဲ့ဂျပန်ရဲ့ပွဲအကြောင်းလေးပြောချင်တာပေါ့လေဘရာဇီးအသင်းကတော့ဒါအန်ဆယ်လော့တီရဲ့လက်အောက်မှာဘာဖြစ်ဖြစ်တိုးတက်ကောင်းမွန်လာတဲ့အသင်းဖြစ်လာပြီသူတို့ဆိုလို့ရှိရင်ဒါသူတို့ဒီကမ္ဘာဖလားမှာချန်ပီယံမဖြစ်တာလဲကြာပြီပြီးတော့လို့ရှိရင်ဒီအများဆုံးအလွန်ဆုံးမှာဒီကွာတာလောက်နဲ့တင်ပြုတ်ပြီးအိမ်ပြန်သွားတဲ့အခိုက်အတန့်တွေဘရာဇီးအတွက်များနေပြီအဲ့လိုအနေထားမှာရင်တော့လို့ဒါရိုနယ်ဒင်ဟိုတို့ရိုနယ်ဒိုကြီးတို့ရှိတဲ့ခေတ်တုန်းကသူတို့ကမ္ဘာဖလားနောက်ဆုံးရခဲ့ပြီးတော့အဲ့ဒီဒုံကလေးကနေဆိုလို့ရှိရင်တို့အင်ရှင်ဖြစ်တာ2014မှာတော့လည်းအင်ရှင်ဖြစ်လက်ခံကျင်းပါတယ်ဆီမီဖိုင်နယ်ထိရောက်ပြီးတော့မှဒါဂျာမနီအသင်းရဲ့9ဂိုးတကူနဲ့အနိုင်ယူခြင်းကိုအရှက်တပွဲခံခဲ့ရပြီးတော့အင်ရှင်ပရိသတ်တွေရှေ့မှောက်မှာပဲတို့အနေနဲ့ရှုံးနေသွားခဲ့ရတယ်အဲ့ဆီမီဖိုင်နယ်တို့အတွက်နောက်ဆုံးအမြင့်ဆုံးပဲဒီကမ္ဘာဖလားရရှိပြီးတော့ဒါဆီမီဖိုင်နယ်ရောက်ပြီးတော့အခုဒီ2018ကမ္ဘာဖလား2022ကမ္ဘာဖလားအခု2026ကမ္ဘာဖလားပေါ့လေတို့အနေနဲ့ဒါကွာတာတော့မကြော်တော့တဲ့အနေထားဒီ2026မှာအန်ဆယ်လော့တီရဲ့ဦးဆောင်မှုကနေဘရာဇီးအသင်းဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာကျွန်တော်တို့စိတ်ဝင်စားစောင့်ကြည့်ရမယ်အများကြီးလဲမျှော်လင့်ချက်ထားတဲ့ပြည်သက်တွေလည်းအများကြီးရှိတယ်ပေါ့လေအဲ့လိုနေတာမှတို့အနေနဲ့စောစီးဒါဂျပန်လိုအသင်းကောင်းတဲ့သင်းနဲ့ရင်ဆိုင်တွေ့နေတယ်ဂျပန်ကတော်တော်လေးကိုမခေပါဘူးတို့ဒီ2025ပေါ့လေမနှစ်ကပေါ့အောက်တိုဘာလမှာတို့ခြေစမ်းပွဲဖြစ်ကစားခဲ့တယ်အဲ့ခြေစမ်းပွဲမှာဆိုလို့ရှိရင်ဂျပန်အသင်းက3ဂိုး2ဂိုးနဲ့အနိုင်ရတာဗျအဲ့တုန်းကဆိုလို့ရှိရင်ဒါဘရာဇီးအသင်းက2ဂိုးရင်သွင်းလာတယ်ဆိုပေမဲ့တို့ဒီဂျပန်အသင်းက3ဂိုးလိုက်ပြန်သွင်းပြီးတော့တို့အနေနဲ့အနိုင်ယူခဲ့ဘူးတယ်ဒါမနှစ်ကပေါ့တို့နောက်ဆုံးတွေ့ခဲ့တယ်ဟတ်တူဟတ်နေထားရကြည့်မယ်ဆိုလို့ရှိရင်ဒါဘရာဇီးနဲ့ဂျပန်က9ကြိမ်တွေ့ခဲ့ပြီးတော့ဒါဘရာဇီးက6ကြိမ်နိုင်တယ်ဂျပန်က1ကြိမ်နိုင်တယ်အဲ့ဒါမနှစ်ကပေါ့လေဘာပြောဂျပန်ရဲ့ခြေစွမ်းပိုင်းတိုးတက်ကောင်းမွန်လာမှုကနောက်ပိုင်းနှစ်တွေမှာတိတိတတ်တာကြီးကိုပို့ပြီးရောတဖြည်းဖြည်းတိုးတက်လာတယ်အဲ့လိုအနေထားမှာဘရာဇီးတင်းကိုဒီ32တင်းရှုံးထွက်အဆင့်မှာလည်းသူတို့အနေနဲ့ကောင်းကောင်းဒုက္ခပေးသွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့လေဂျပန်အနေနဲ့ဘရာဇီးတင်းအနေနဲ့တော်တော်လေးကိုခက်ခဲစနေနိုင်ယူနိုင်မှပဲဖြစ်မှာပေါ့လွယ်ကူကူနဲ့တော့နိုင်သွားစရာအကြောင်းမရှိဘူးဂျပန်ကိုဘရာဇီးအသင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဘရာဇီးကသူတို့ရဲ့ပြောရမယ်ဆိုသူတို့ရဲ့ squad ကကောင်းတယ်ဒါပေမဲ့အဲ့လောက်ထိ system တွေ frequency တွေမိမနေဘူးဗျာသူတို့ရဲ့တဦးချင်း individual skill ကောင်းတဲ့ကစားသမားတွေဥပမာ
ဒါ Vinicius တို့ကိုညာတို့ Rafinha တော့မှဒါတန်ရန်ရသွားတဲ့အနေထားမှာသူတို့ဒီ Rafinha ရဲ့ညာတောင်မနေရာမှာဘုံမောက်ရဲ့ဒါလူငယ်ကစားသမားလေး Ryan အောင်သုံးနေရတယ် Ryan လည်းကောင်းပါတယ်တကယ်ဘယ်လိုပြောမလဲ potential ရှိတဲ့လူငယ်ကစားသမားလေးတစ်ယောက်ဖြစ်တယ်အဲ့လိုအနေထားနဲ့သူတို့ကအဆင်ပြေနေတယ်ဘာပြောဘရာဇီးတင်းကသူတို့ဒီအုပ်စုမှာသူတို့ကအုပ်စုဘိုးနဲ့တက်လာတဲ့မော်ရိုကိုတင်း1-1နဲ့တည်ကြပြီးတော့ Scotland 3-0နဲ့ Haiti ကို3-0ပြီးတော့သူတို့အနေနဲ့ဒါခြေစွမ်းပိုင်းတဖြည်းဖြည်းတိုးတက်လာတဲ့အနေထားကိုမြင်ရတယ်ဗောလေဒီဘရာဇီးကစားသမားတွေကိုဒါအန်ဆယ်လော့တီအနေနဲ့ကောင်းကောင်းချိတ်ဆက်မိအောင်သူအနေနဲ့တပွဲပြီးတပွဲအဲ့လိုတိုးတက်အောင်သူအနေနဲ့သုံးလာနိုင်တယ်လို့ထင်တယ်ဗောလေဒီစကွက်ဒီအနေထားမှာဆိုလို့ရှိရင်သူတို့အနေနဲ့တဖြည်းဖြည်းချိတ်ဆက်မိလာပြီလို့ခံစားရတယ်ဒါပေမဲ့ဒီလိုချိတ်ဆက်မိုံဒီလိုကောင်းယုံလေးနဲ့ကတော့ဂျပန်ကိုသူတို့အနေနဲ့လွယ်လွယ်ကူကူနိုင်ရသွားဖို့တော့ဒါမလုံလောက်ဘူးလို့ပဲပြောရမယ်ဘရာဇီးအသင်းကောင်းတယ်ဆိုတာကဒါဘယ်လိုပြောမလဲဂျပန်အသင်းကိုနိုင်ယူသွားနိုင်လောက်တဲ့အထိပြက်ပြက်သားသားကြီးလုံလောက်မနေဘူးလို့ထင်တယ်အထူးသဖြင့်ဘယ်လိုပြောမလဲဒီဘရာဇီးရဲ့ဖူးဘက်တွေကဒါအားနေတယ်ဗျာဒန်နီလိုဒါဆန်တိုဆိုလို့ရှိရင်ပဲနောက်ခံကစားသမားဒန်နီလိုဆိုလို့ရှိရင်ညာနောက်ခံကစားသမားနှစ်ယောက်စလုံးကအသက်က30ကျော်နေထားတွေဖြစ်နေပြီရှင်တော့ကာဖူးတို့မာဆယ်လိုတို့ဒန်နီအဲဗက်စ်တို့ဒီဘာဘတ်တိုကာလော့စ်တို့လိုဖူးဘက်တွေပိုင်ဆိုင်ထားခဲ့တဲ့ဘရာဇီးတင်းကဒီနှစ်ကမ္ဘာဖလားသူတို့ရဲ့အဆိုးရွားဆုံးဖူးဘက်လို့တောင်ကျွန်တော်ပြောပါမယ်လုံးဝအားမရဘူးအသက်အရွယ်ရလဲလုံးဝဗာလဲအသက်ကြီးနေပြီဗျဒီဖူးဘက်ကအားနေချက်ဖြစ်တယ်ဘရာဇီးရဲ့အားနေချက်ကိုပြောမယ်ဆိုလို့ရှိရင်သူတို့ရဲ့အဓိကဒီနံပါတ်10 row မှာကစားတဲ့ပါကွေတာအနေနဲ့လည်းရန်ကြီးအားရစရာမရှိဘူးသူအနေနဲ့တခါလေကြောင်ပြောက်တယ်တခါလေထကောင်းတယ်အဲ့လိုမျိုးနေထားပြောလို့ရှိရင်သူရင်တုံးကဝက်ဆန်မှာပြခဲ့တဲ့ခြေစွမ်းမျိုးသူအကောင်းဆုံးပြခဲ့တဲ့ခြေစွမ်းမျိုးကိုသူဒီဘယ်လိုပြောမလဲပြန်မရသေးဘူးပေါ့ဗျာပြောမယ်ဆိုရှင်ဒီကစားသမားကျသွားတယ်ဆိုတာကအဲ့လိုမျိုးတာမန် level လောက်ပဲကြံတော့တဲ့အနေထားပေါ့ဗျာအရင်မကောင်းတော့ဘူးပြောချင်တာတော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့သူပြခဲ့တဲ့အရင်တော့ level မျိုးမရှိနေတော့ဘူးပါကွေတာကျွန်တော်ကတော့3စီချင်တာအဲ့ဒီပါကွေတာနေရာမှာကူညာလိုကစားသမားကို3စီချင်တယ်ဘာပြောဒီကူညာကိုနံပါတ်10 row မှာထားမယ်ဆိုရင်တော့မသူတို့အနေနဲ့အထောင်တိုက်စစ်နေရကဘရာဇီးတို့ကတော်တော်လေးကိုဒါကောင်းခဲစရာဖြစ်တယ်ဗောလေသူတို့အနေနဲ့အန်ဒရစ်တို့ဒါအီဂေါတီယာကိုတို့လိုဒါထောင်တိုက်စစ်မှုတွေရှိတယ်ဆိုပေမဲ့ဒါအန်ဆလော့တီယာအရင်မကြိုက်ဘူးပြီးတော့သူတို့နှစ်ယောက်ကလည်းရန်အားကိုလို့ရတဲ့အနေထားမှမရှိဘူးဒါအီဂေါတီယာကိုထက်ဆိုင်ကြောင့်အန်ဒရစ်ကိုပို့ပြီးသဘောကျတယ်အန်ဒရစ်ကလူငယ်ကစားသမားဖြစ်တယ်တိုးအားယုံအားကောင်းတယ်ပေါက်ကွဲအားကောင်းတယ်ဒါပေမဲ့သူအနေနဲ့ဒီလိုပွဲကြီးတွေမှာဒါအန်ဆလော့တီယာအန်ဒရစ်ကိုယုံကြည်ကြည်မသုံးရဲဘူးသူအနေနဲ့ကူညာလို့ဆွဲဆုံးရကစားသမားကိုသုံးတာတော့မှန်တယ်ဗောလေကျွန်တော်ထင်တာဒီဘာကွေတာနေရာမှာနေမာဂျူနီယာကိုဒါမိနစ်60လောက်ထိသုံးပြီးတော့ဒါလဲထန်တဲ့ကစားမလားဒါမှမဟုတ်မိနစ်60မှာနေမာဂျူနီယာကိုဝင်ပြီးတော့ကစားခိုင်းမလားအဲ့လိုလေးတွေတွားရင်တော့အဆင်ပြေကောင်းပြေနိုင်တယ်ဗောလေဘာကွေတာကိုမိနစ်60ထိသုံးမိနစ်60နေမာဂျူနီယာဝင်ပြီးဆော့ဒါမှမဟုတ်နေမာဂျူနီယာကိုမိနစ်60ထိသုံးဘာကွေတာကိုလူစားဝင်ကစားသမားဖြစ်သုံးအဲ့လိုမျိုးဆိုလို့ရှိရင်လည်းဘယ်လိုပြောမလဲစင်ပြေလောက်တယ်ဗောလေတပွဲလုံးသုံးတာထက်ဆိုင်နေမာအနေနဲ့သူ့ရဲ့အရင်လိုခြေစွမ်းမရတော့ဘူးဆိုတာပရိသတ်တွေအများကြီးဒါသိပြီးသားအရာဖြစ်တယ်ဒါပေမဲ့ဒါဘရာဇီးသင်းရဲ့မျောလင်းခံကစားသမားဖြစ်ပြီးတော့ဒါပြောရမယ်ဆိုသူ့ရဲ့ aura ကကျန်သေးတယ်ဗျနေမာဂျူနီယာဆိုတဲ့ကစားသမားမျိုးကဒါပြိုင်ဘက်ရဲ့ဒီခန်းစစ် line နဲ့ဝင်သွားပြီဆိုတာနဲ့ဘာပြောခန်းစစ်လူတွေရဲ့အာယုံဆိုင်မှုကနေမှဂျူနီယာစီမှာရှိတယ်သူအနေနဲ့ကျင်းတဲ့ချက်ထဲရောက်ရဲ့ဒီဘောလုံးကိုရအောင်ထုတ်နိုင်တာတွေဘာတွေကဘာပြောသူအနေနဲ့စကီးပိုင်းကတော့ကြံသေးတယ်ဒီလိုမျက်နှုံးမြင်တာတော့ကြန့်ခိုင်မှုအားပိုင်းအဲ့လိုမျိုးတွန်းတိုက်ကစားမယ့်နေရာတော့နေမာဂျူနီယာဘလို့မှအဆင်မပြေတော့ဘူးဆိုပေမဲ့သူ့ရဲ့အတွေ့အကြုံသူ့ရဲ့ skill ဘောလုံး skill နဲ့ဆိုလို့ရှိရင်ဘာပြောကျင်းတဲ့ချက်ထဲမှာဒါပြိုင်မဲ့ခံစစ်တွေကိုဒီအကောင်းဆုံးဒုက္ခပေးနိုင်လောက်တဲ့အနေအထားတစ်ခုတော့ရှိတယ်အဲ့လိုအနေထားမှာဒါဘာပြောနေမှာကိုတော့ဒါအန်ဆလော့တီအနေနဲ့သုံးသင့်တယ်လို့ထင်တယ်ဗောလေပွဲချိန်ပြည့်သုံးတာထက်ဆိုင်ရင်ပေါ့နိုင်ဝဲဖြစ်ဖြစ်45မိနစ်ဖြစ်ဖြစ်သူ့ကိုသုံးသင့်တယ်ထင်တယ်လူကတ်စပါကွေတာကဒါဘယ်လိုပြောမလဲတပွဲလုံးအနေနဲ့သူအားကိုလို့မရဘူးဒီကအဖြစ်တော့သူ့ရဲ့ဒီဘရာဇီးအားနဲ့ချက်တီကတော့အဲ့ဒါပေါ့လေဒီကိုညာလို့ဒါ force 9နဲ့ကစားလို့ရတယ်ဒါနံပါတ်10 row လိုက်တင်ပဲတောင်မှန်ထိထွက်ပြီးဆော့လို့ရတဲ့အနေထားမှာဒါကိုညာဗီနီစီယန်နဲ့နေမာတို့လိုအတွဲဖက်လေးကို
ဒါချိတ်ဆက်မိမိနဲ့တုံးနိုင်မယ်ဆိုလို့ရှိရင်ဘာဖြစ်ဖြစ်ဘရာဇီးရဲ့တိုက်စစ်ကပိုပြီးအားကောင်းသွားနိုင်ခြင်းရှိတယ်ညာတောင်ပိုင်းမှာလည်း Ryan တို့လိုဒါတူချင်းကောင်းတဲ့ကစားသမားတောင်ပန်ကစားသမားတွေရှိနေတဲ့အတွက်ဒါဘာဖြစ်ဖြစ်ဘရာဇီးရဲ့တိုက်စစ်ကတော့အားရစရာပေါ့လေဒါ Casemiro နဲ့ဒီ Guimaraes ပေါ့လေကွင်းလေအတွေ့ရတော့ Casemiro ကတော့အသက်အရွယ်ပိုင်းအရာကြီးသွားပြီဆိုပေမဲ့ရန်ကြီးအားကိုးလို့တော့မရဘူးပေါ့ဒါပေမဲ့သူရဲ့အတွေ့အကြုံတွေဒါသူရဲ့စူဖလာချန်ပီယံဖြစ်ထားတဲ့စိတ်သက်ပိုင်းအတွေ့အကြုံပိုင်းတွေကဘရာဇီးတင်အများကြီးထောက်ကူပြုတဲ့အတွက်ဒီ Bruno Guimaraes ကလည်းအကောင်းဆုံးအသက်အရွယ်မှာသူအနေနဲ့အကောင်းဆုံးအခုဆိုလို့ရှိရင်ခြေစွမ်းပြနေတဲ့အနေထားမှာပါပြီးတော့ဘရာဇီးကွင်းလေမစိုးဘူးပြောရမယ်ဟိုနေ့ကဆိုလဲ Bruno Guimaraes က2 goal ဖန်တီးသွားတယ်ဗောလေ Scotland နဲ့ပွဲတော့ကောင်းတယ် Bruno Guimaraes ကနောက်တန်းတော့ဒါကျွန်တော်ခုနပြောလို့ fullback 2စုံကိုပဲကျွန်တော်အားနေချက်ဖြစ်မြင်တယ်ဒါမှ Queen Host နဲ့ Gabriel လို့နောက်တန်းအထိုင်2ယောက်ကတော့ဘာမှပြောစရာမရှိဘူးလုံးဝ2ယောက်စလုံးကောင်းတယ်ဗောလေကိုသမားတော့အလီစင်ကတော့ပြောစရာမရှိပါဘူးဒါဂျပန်ဘက်ကိုကြည့်မယ်ဆိုဂျပန်ကကြတော့သူတို့ကတူးချင်းကောင်းတဲ့ကစားသမားတွေထက်ဆိုင်ရင်သူတို့ကစူးစီးမှုပြောမယ်ဆိုလို့ရှိရင်အစိုးအဖွဲ့အသင်းလိုက်ဟန်ချက်ညီမှုကြစ်လက်မှုဦးစားပေးပြီးကစားတဲ့အသင်းဖြစ်တဲ့စိတ်သက်ပိုင်းကောင်းတဲ့စီကံတာရှိတဲ့ခန်းစစ်ကစားပုံရောသူတို့ရဲ့တိုက်စစ်ကိုပြန်ပြီးရောစင်ကစားနိုင်စွမ်းရှိတာကရောဒါဘလိုပဲပြောဘရာဇီးနေနဲ့လုံးဝ short တွက်လို့မရတဲ့အနေအထားမှာတတိကြီးကြီးနဲ့ကစားလိမ့်မယ်လို့ထင်တယ်ဂျပန်အသင်းကသူတို့က3-4-3ကစားကွက်နဲ့ပဲဒါနီးပြကတုံးနေတာပေါ့လေဒီ3-4-3မှာဆိုလို့ရှိရင်သူတို့ရဲ့အားနည်းချက်ကကျွန်တော်အဓိကပြောချင်တာတိုက်စစ်ပိုင်းလိုပဲမြင်တယ်ဘာဖြစ်လဲဆိုတော့ဒါမီတိုမာမီနာမီနိုခူဘိုတို့လိုကစားသမားတွေတကယ်ကိုနာမည်ကျော်ကစားသမားခြေစွမ်းကောင်းတဲ့ကစားသမားတွေကဒါဒဏ်ရာရထားတဲ့အနေအထားမှာသူတို့ရဲ့ဒီတိုက်စစ်3ယောက်ကမာအဲဒါဒိုဝမ်ဦးအဲဒါတို့လိုကစားသမားတွေဖြစ်နေတယ်အဲ့လိုအနေထားမှာဂျပန်ရဲ့ကွင်းလယ်နဲ့ခန်းစစ်ကတော့ကြစ်လက်သိပ်တည်မှုရှိတယ်ဆိုပေမဲ့ဒါတိုက်စစ်ပိုင်းကိုသွားတဲ့အနေထားမှာသူတို့အနေနဲ့ဒီလိုအသင်းကြီးတွေဒီလိုဥရောပအသင်းကြီးတွေရှိတဲ့အသင်းကိုသူတို့အနေနဲ့ဂိုးသွင်းမှုကတော့ဒါခက်လိမ့်မယ်လို့ထင်တယ်ဗောလေဒါပေမဲ့ဟိုတစ်ခေါက်ဒီအုပ်စုအဖွင့်ပွဲစဉ်တော့နယ်သာလန်ကိုတူနဲ့တရေခံခဲ့တော့သူတို့အနေနဲ့တော်တော်လေးကောင်းတယ်နယ်သာလန်ခန်းစစ်ကိုပြန်လိုက်ပြီးသွင်းပြီးတော့တူနဲ့တရေကြတယ်နယ်သာလန်တိုက်စစ်စင်တော့လည်းသူတို့အနေနဲ့ခန်းစစ်ရောဒါကွင်းလေရောကလုံးဝအထိုင်ဟိုမှချစ်ချစ်လေးလေးကစားနိုင်တယ်သူတို့အနေနဲ့လုံးဝလိုးဘလော့ကြီးတည်တံ့အား10ရောက်17ရောက်လုံးဒီခန်းစစ်စုံမှာပိတ်နေတာမျိုးမဟုတ်ဘဲနဲ့အစင်တန်းရှိရှိနဲ့low block mid block ကွင်းလေဒါတိုက်စစ်အကုန်လုံးတို့အနေနဲ့ဟန်ချက်ညီညီပိတ်ဆို့ကစားထားတယ်ပြီးသွားလို့ရှိရင်တံမြန်တိုက်စစ်ကလည်းကောင်းတယ်အဲ့လိုမျိုးတို့အနေနဲ့ဒါတံမြန်တိုက်စစ်သွားတဲ့အနေထားမှာဆိုလို့ရှိရင်လည်းဒါတွဲလုံးချိတ်ဆက်မိမိနဲ့အလင်းအမြန်တို့စီမှာမြန်တဲ့ကစားသမားတွေများတာ哦ဒီအထူးသဖြင့်သူဘယ်တောင်မှာဆိုနာကာမူရာအတက်အဆင့်တော်တော်လေးကောင်းတယ်ဒီညာတောင်မှာဆိုလို့ရှိရင်စူကာဝါရာတို့ကစားသမားဘယ်တောင်မှာနာကာမူရာတို့တော်တော်လေးသဘောကျတယ်သူရဲ့လုံအားနှုန်းတော်တော်လေးအလုပ်လုပ်တယ်ဒီဂျပန်ကတသိန်းလုံးကတော့တော်တော်လေးကိုအလုပ်လုပ်တဲ့ကစားသမားတွေဖြစ်တယ်စိတ်သက်လည်းကောင်းတယ်နီးပြရဲ့ဒီနီးပြနဲ့သူတို့ရဲ့ဒါဟန်ချက်ညီမှုမြင်ရတယ်ဗောလေအဲ့လိုအနေထားမှာသူတို့နဲ့ဘရာဇီးကိုကောင်းကောင်းလေးဒုက္ခပေးလိမ့်မယ်လို့ထင်တယ်ဘရာဇီးကဒီဂျပန်ထက်ဆိုင်ရင်စူးစီးကြည့်လက်မှုမှာအားနည်းချက်ရှိတယ်ဆိုရင်သူတို့ကတော့တိုးချင်းအရေးသွေးတိုက်စစ်ချိတ်ဆက်ပုံတွေဒါဒီတစ်ချက်ဒီပွဲဒီလိုပြောမလဲတစ်ချက်ချင်းထိုးပေါက်ချက်တွေကဒါအောင်အန်ဒီများတယ်ဗောလေဘရာဇီးကဂျပန်ကတော့သူတို့ကတဆင်ချင်းဟိုမှာဒါခန်းစစ်ကစားမယ်ချိန်မှာခန်းစစ်ကစားမယ်အုပ်စုလိုက်ဒါစူစီစီနဲ့ကစားမယ်ပြီးရင်တိုက်စစ်စင်တဲ့အချိန်မှာလည်းစူစီစီနဲ့သူတို့နဲ့တေးချာချာရွေရွက်ရှိဒါတိုက်စစ်စင်ကစားတယ်အဲ့လိုအနေထားမှာတော်တော်လေးကြည့်ကောင်းမဲ့ပွဲဖြစ်ပါတယ်ဒါညီကိုလေးနေနဲ့ဘယ်လိုမျိုးထင်ကြလဲဗောလေဘရာဇီးနဲ့ဂျပန်ပဲတင်တက်သွားမယ်လို့ထင်တယ်လေကောမန်တွေမှာဆွေးနွေးသွားလို့ရပါတယ်ဘရာဇီးကတော့ပိုးပြီးရေပန်းစားတဲ့အသင်းဖြစ်တာနဲ့အညီသူတို့အနေနဲ့နောက်တစ်ဆင့်တက်ဖို့တော့ခွင့်ရေးပိုများတယ်ဆိုပြီးတော့ဒါထင်ကြီးပေးခံရတယ်တကယ်ရောအဲ့လိုဖြစ်လာမလားဆိုတော့ကျွန်တော်ဆက်လက်စောင့်ကြည့်အမေမနှက်ဖြတ်မနှက်မှာပေါ့လေဘရာဇီးအနေနဲ့ဒါမိနစ်90လုံးမှာဒါအနိုင်ယူသွားဖို့ပဲသူတို့အနေနဲ့စူးစမ်းမယ်သူတို့ပြင်ဒီလိုအပွဲရတာကြီးကြာသွားတာတော့အဲ့လိုမျိုးချိန်ပိုးတွေပါတယ်ရောက်သွားတာလည်းဖြစ်နိုင်တာပဲဗန်နယ်တီတွေထိပါတယ်ထိရောက်သွားလဲဒါဆိုရင်လည်းအဟောစရာမရှိဘူးဂျပန်ရဲ့တုံ့ပြန်ပေါ်ဒါကလည်းကောင်းပါသူတို့ကပြောလို့ရှိရင်အတွေ့အကြုံရှိတဲ့ကစားသမားတွေဒီနီးပြနဲ့ဒီကစားသမားတွေကဒါကဘာဖလားတွေကိုလည်းဆင်နွှဲလာပြီးသားဆိုတော့ပြောဒီဘရာဇီးအသင်းမှာဆိုလို့ရှိရင်လည်းအန်ဆယ်လော့တီရဲ့ဒါချန်ပီယံချန်ပီယံစုတွေအများကြီးသိမ်းပိုက်ထားတဲ့အန်ဆယ်လော့တီရဲ့လုံနိုင်ကန်နိုင်စွမ်းကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပြီးတော့ဘရာဇီးကစားသမားတွေဘယ်လောက်ထိရုံးပြမလဲဒါဂျပန်အသင်းကရောသူတို့ရဲ့ကောင်းမွန်လာတဲ့စိတ်သက်ပိုင်း
ကစားပုံပိုင်းကိုဘယ်လောက်ထိတုံးချပြီးတော့ဘရာဇီးကိုဒုက္ခပေးသွားမလဲဆိုတော့ကျွန်တော်တို့တူတူစောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ကျွန်တော်ရဲ့ဒါ YouTube channel လေးနဲ့ Facebook page လေးကိုလည်း like and subscribe ပြုလုပ်ပြီးတော့ဝင်ကြည့်ရှုအားပေးကြပါဦးကျွန်တော်ဗီဒီယိုတိုင်းကိုကြည့်ရှုအားပေးညီကိုများအားလုံးကျေးဇူးများတင်ရှိပါတယ်